မိတ်စာတို့ရဲ့ကြားမှတ်ဖွယ်ရာဇလံဂျာနူတယောက်ဟိုတယ်တစ်ခုမှာအနားယူနေတဲ့အချိန်ရုတ်တရက်တရင်ကားတွေပွင့်လန်းကိုကျေလောင်စွာချားလိုက်ရတယ်။အဲ့ဒါနဲ့ဂျာနူလေးဒီဟိုတယ်ကဝန်ထမ်းတွေကတကားလေးကိုတိချာမပိတ်ကြဘူးလားဆိုပြီးဒေါသတကြီးပြောပြီးပွင့်လာတဲ့တကားတွေကိုတွားပေးလိုက်တဲ့အချိန်မှာတော့ကြောက်စရာကောင်းတဲ့ကြားကြီးတစ်ကောင်ပေါ်ထွက်လာကသူ့ရဲ့လက်ကိုဆွဲချလိုက်ပြီးတကားပြင်ကိုဆွဲထုတ်ချလိုက်ပါတော့တယ်။အဲ့ဒီနောက်ကြားကြီးဟာဟိုတယ်နဲ့မနီးမဝေးမှာရှိတဲ့တောထဲကိုကိုက်ချီသွားပြီးတဲ့ခါမှာတော့သူ့ရဲ့ခြေထောက်ကနေစတင်ကိုက်ပြက်လိုက်ပါတော့တယ်။ကြားကြီးဟာရုတ်တရက်ကြားကြီးပုံစံကနေကြောက်စရာကောင်းတဲ့အဆုံးမကြီးအသွင်ပြောင်းလဲသွားပါတော့တယ်။ဂျာနုတယောက်သူမြင်လိုက်ရတာကိုမယုံနိုင်သလိုကြောင်းလန့်တကြားနဲ့လေးလိုက်မိပါတယ်။အခုလိုငါ့ကိုဘာလို့တောထဲကိုကိုက်ချီလာတာလဲ။မင်းနဲ့ငါကဘာရန်ညိုးတွေရှိခဲ့လို့လဲ။မင်းကရောဘာတူလဲ။ပြီးတော့ဘာလို့ငါခြေထောက်တွေကိုသူစကားမဆုံးခင်မှာပဲသူ့ရဲ့ဝိညာဉ်ကိုကြောက်စရာကောင်းတဲ့အဆုံးမကြီးကနှုတ်ယူလိုက်ပါတော့တယ်။တိတ်ဆိတ်နေတဲ့တောကြီးတစ်ခုလုံးဟာသူ့ရဲ့အော်ဟစ်တန်ကြောင့်စိတ်ချောက်ချားပွေရာတောကြီးတစ်ခုဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်။ဒီဇလန်လေးဟာ1920ခုနှစ်နောက်ပိုင်းလောက်ကရွာတရားမှာဖြစ်ပျက်ခဲ့တဲ့ဇလန်လေးကိုအခြေခံထားတာပဲဖြစ်ပါတယ်။ဦးရာကျူးဟာရွာရဲ့တဦးသီးသောပုံသားကြီးဖြစ်ပြီးသူ့သမီးလေးမန်ကျူးနဲ့အတူအဲ့ဒီရွာကလေးမှာပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။အသက်16နှစ်အရွယ်သူ့သမီးမန်ကျူးကတော့အလွန်ချောမောလာပါပြီးချစ်စရာကောင်းတဲ့အပြင်ရွာရဲ့အလှဆုံးသူလေးဖြစ်ပါတယ်။ဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကတော့သူမရဲ့ဉာဏ်ရည်ဟာခလေးတာတာလောက်သာရှိရှာပါတယ်။ရွာတွေကလူငယ်တွေကတော့သူမရဲ့ဖြူစင်မှုကိုအခွင့်ကောင်းယူပြီးကြုံရင်ကြုံသလိုမကြာခဏမကောင်းကြံရင်ကြိုးစားလေးရှိတော့လေ။သူမကတော့သူတို့ရဲ့မကောင်းတဲ့အကြံစီတွေကိုနားမလည်မသိရှာပဲဖြူစင်စာနဲ့ပဲစကားတွေပြန်ပြောလို့ရှိပါတယ်။ဒါပေမဲ့သူမအဖေရှိမှဆိုရင်တော့ရွာတွေကဘယ်လူငယ်မှသူမကိုမနှောက်ယှက်မထီပါအခွင့်ကောင်းမယူခဲ့ကြပါဘူး။ဘာလို့လဲဆိုတော့သူမရဲ့အဖေပုံနာကြီးဟာမော်တက်ပညာရက်တွေကိုသူမတူအောင်ကျွမ်းကျင်ပိုင်နိုင်သူတဦးဖြစ်ပြီးအဲ့ဒီပညာရက်တွေနဲ့ပဲရွာသူရွာသားတွေကိုအကူအညီပေးတတ်လေးရှိရကြောင်းပါ။ပုံနာကြီးဟာမော်တက်ပညာတွေကိုတစ်ဖက်ကကျွမ်းကျင်အောင်တက်မြောက်ပြီးမဲ့လေသူမဖြစ်နေတဲ့ယောဂါကိုတော့သူမကူတာနိုင်ခဲ့ပါဘူး။မကြောင်ခင်တရားတော့မယ်ဆိုတာရဲ့သူကြကြနေလို့မရတော့ဘူးဆိုတာရဲ့ကိုသူကိုယ်သူသိနေခဲ့ပါတယ်။သူ့ယောဂါကခန္ဓာကိုယ်အတွင်းထဲမှာအမြင့်တွယ်နေတဲ့အထိဖြစ်နေတဲ့အတွက်ပေါ့။အဲဒါကြောင့်ပုံနာကြီးဟာသူမရှိပဲသူ့သမီးလေးကိုတရားထည့်ထားခဲ့ရမှာကိုစိတ်ပူပြီးစိတ်မချဖြစ်နေခဲ့တာပေါ့။ဒီနေ့တော့ပုံနာကြီးသူ့သမီးလေးကိုအခန်းထဲခေါ်ပြီးပြောလိုက်ပါတယ်။သမီးလေးအဖေမရှိတော့တဲ့နောက်ပိုင်းသမီးလေးကိုတရားထည့်ထားခဲ့ရမှာကိုစိတ်ပူပြီးစိတ်မချဖြစ်နေခဲ့တာကွ။အဲ့ဒီအကြောင်းတွေးမိတိုင်းအဖေစိတ်ထဲအမြင်ထိခိုက်နာကျင်နေရတာပါကွ။အဖေဘာလို့စိတ်မချဖြစ်နေတာလဲ။ရွာကလူတွေအားလုံးကသမီးအပေါ်ကောင်းကြပါလေ။ပြီးတော့လူတိုင်းကလည်းသမီးကိုချစ်ခင်ကြပြီးဂရုစိုက်ပေးကြပါတယ်အဖေရဲ့။ပုံနာကြီးလေးဝမ်းနဲ့စွာနဲ့ပဲအခုလိုပြန်ပြောလိုက်ပါတယ်။အဖေစိတ်ပူတာကလည်းအဲ့ဒါပါပဲသမီးလေးရဲ့။သမီးလေးဟာချစ်ချင်းမြတ်တာနဲ့တက်မှတ်မမောခြင်းတွေကိုမခွဲခြားတတ်သေးဘူးသမီးလေးရဲ့။အဖေလည်းသမီးလေးနာမှာအမြဲအတူရှိနေဝင်ရရင်ကောင်းပါပဲ။အဖေပဲပြောတယ်လေချစ်တဲ့သူတွေကအမြဲမခွဲပဲအတူတူရှိနေပေးတတ်တယ်ဆို။ပုံနာကြီးလေမန်ကြီးစကားကိုကြားလိုက်ရပြီးတဲ့နောက်ရုတ်တရက်အကြံတစ်ခုကိုရသွားပြီးတဲ့အခါသူ့ရဲ့လေပင်မှာဆွဲထားတဲ့ပတိတကုန်းကိုချွတ်လိုက်ကာရာမန်နန်တွေကိုရွတ်ဆိုပြီးတဲ့နောက်သူသမီးအားပေးလိုက်ပါတယ်။သမီးလေးအဖေတည်သွားခဲ့ရင်ဒီပတိနဲ့အတူအဖေရဲ့ပြာအိုးကိုဒီအိမ်ရဲ့စိတ်ချလုံးစုံတဲ့နေရာမှာတီချားလေးတင်ထားပေးပါ။အဲ့ဒါမှသမီးလေးကိုအဖေတည်သွားပြီးရင်တောင်မှပြုစုဆောင်ရှောက်ဖို့အနားမှာအမြဲရှိနေနိုင်ပါ။အဲ့ဒီလိုဖြစ်ဖို့ကိုလည်းကတိပေးပါတယ်ကွယ်။အဲ့ဒီလိုနဲ့3နှစ်ကျော်ကြာပြီးရဲ့နောက်မှာတော့ဦးရာကျူဟာလည်းသူသိချင်းရတဲ့သမီးလေးအနာကနေထာဝရထွက်ခွာသွားခဲ့ရပါပြီ။လူလောကမှာကျန်နေခဲ့တဲ့သူသမီးလေးကတော့ဖခင်ရဲ့အမွေကိုစက္ကန့်ရင်းနဲ့သူသမီးကပဲဖျားချောင်းကိုစောင့်ရှောက်ပူဇော်ပွဲတွေပြုလုပ်ပြီးဆက်လက်ကိုးကွယ်နေခဲ့ပါတယ်။ရွာထဲကလူငယ်တွေကတော့အခုအချိန်ထိသူမကိုမကောင်းတဲ့အကြည့်နဲ့ကြည်နေခဲ့ကြပြီးနဲ့သူမအနာသွားပြီးဘသူကမှအခွင့်ကောင်းယူဖို့တတိမရှိခဲ့ကြပါဘူး။ဘာလို့လဲဆိုတော့သူမကိုနောက်ဆုံးအခွင့်ကောင်းယူဖို့
စူးစမ်းခဲ့တဲ့တယောက်ကတော့သူမရဲ့အသားကိုထိလိုက်တာနဲ့ပဲနှစ်ရက်စစ်လျှော့ရသွားသလိုဓာတ်လိုက်ခံရပြီးအိယာထဲကနေအချိန်တော်တော်ကြာမထားနိုင်ခဲ့လို့ပါပဲအဲ့ဒီအဖြစ်ပဲကြောင့်သူမပီနာမှာအခုချိန်အထိသူမအဖေရှိနေသေးတယ်လို့ရွာထဲကလူတွေကအခိုင်အမာယုံကြည်ထားကြလို့လေဒီနေ့သူမတို့ရွာကိုစစ်ရင်တန်းချင်းနဲ့အတူအင်္ဂလိပ်အရာရှိကပတိန်ဟယ်ရီဟာသူ့ရဲ့မြင်းထင်းချာမန်နဲ့အတူရောက်လာခဲ့ကြပါတယ်ချာမန်နဲ့မန်ဂျူတို့နှစ်ယောက်အဲ့ဒီမှာပဲမျက်လုံးချင်းဆုံမိသွားပြီးသူမဟာတခြားသောဘယ်ယောက်ျားလေးအပေါ်မှမခံစားခဲ့ရဘူးတဲ့ချစ်ချင်းမြတ်တာကိုခံစားလိုက်ရပြီးသူမဟာချာမန်ကိုမြင်မြင်ချင်းချင်းကျင့်မိသွားခဲ့ပါတယ်ဒါပေမဲ့သူမကိုကပတိန်ဟယ်ရီကတော့မကောင်းတဲ့မျက်လုံးစိုးကြီးနဲ့ကြည့်သွားတာသူမမသိရှာလိုက်ပါဘူးဒီလိုနဲ့အချိန်ကြာလာတာနဲ့အမျှချာမန်နဲ့မန်ဂျူတို့ကတဖြည်းဖြည်းနဲ့ပုံမူရင်းနှီးလာကြပြီးချစ်သူတွေဖြစ်လာကြတဲ့အထီပါပဲချာမန်ဟာအလုပ်ပြီးတဲ့အချိန်လောက်ဖះเจ้าသူမကြခဏပါရောက်ပြီးမန်ဂျူနဲ့အတူစကားတွေတွားပြောလို့ရှိပါတယ်ဒီလိုနဲ့အချိန်တစ်ခုကြာလာတော့သူတို့နှစ်ဦးရဲ့အချစ်တွေဟာပျော်ရွှင်စရာတွေဖြစ်လာခဲ့ကြပြီးနဲ့တစ်ဖက်မှာလည်းနေ့စဉ်လိုလေဝင်ထဲမှာလူတွေအလောင်းတွေတွေ့ရပြီးလူတွေတည်နေကြတဲ့မကောင်းတဲ့သတင်းဆိုးတွေရွာထဲမှာစတင်ပြန့်နှံ့လာခဲ့ပါတော့တယ်။တည်သွားတဲ့သူတွေရဲ့ပုံစံတွေကလေပင်လက်မောင်းခြေထောက်တွေကိုချစ်ကုတ်ခံရပြီးမိစ္ဆာတကောင်ကသူတို့ရဲ့သွေးတွေကိုစုပ်ယူစားတောက်ထားတဲ့ပုံစံမျိုးတွေနဲ့တည်ဆုံနေကြတာပါ။အဲ့ဒီအဖြစ်အပျက်ဟာမန်ဂျူဖေရဲ့လက်ချက်ပဲဆိုပြီးရွာထဲမှာကောလာဟာရတွေပြောနေကြပါတယ်။အဲဒါကြောင့်မန်ဂျူနဲ့သူ့ရဲ့ချစ်သူချာမန်တို့ကိုရွာသူရွာသားတွေကအမြင်မကြည့်ကြတော့ပဲအားလုံးကတန်ရဝင်တဲ့အကြည့်တွေနဲ့ပဲကြည်ခဲ့ကြပါတယ်။သူမကိုအမြင်မကြည့်တော့ဖះเจ้าမှလည်းပူဇော်ပွဲတွေပူဇော်ပသမခိုင်းကြတော့ပါဘူး။ဒီနေ့မှတော့ရွာရဲ့လမ်းစုံမှာစုပ်ပြက်နေပြီးမြင်မကောင်းအောင်တေဆုံးနေတဲ့လူနှစ်ယောက်ရဲ့အလောင်းကိုရွာသားတွေတွေ့လိုက်ရတဲ့အချိန်မှာတော့သူတို့လုံးဝသိခံနိုင်မှုမရှိကြတော့ပါဘူး။ဒီလူတတ်မှုကျွလွန်တဲ့ကိစ္စတွေဖြစ်နေတာဟာတခြားသူမဟုတ်ပဲမန်ဂျူးပဲဖြစ်ရမယ်ဆိုပြီးတေချာပေါက်ယုံကြည်နေကြပြီးတဲ့နောက်ရွာသူရွာသားတွေကဒေါသတကြီးမီးတုပ်တွေကိုကင်ကမန်ဂျူးအိမ်ကိုသွားခဲ့ကြပြီးမယ်။အိမ်မှာလူမရှိတာကြောင့်ရွာသူရွာသားတွေကလည်းအိမ်ကိုပဲမိရှို့လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာရေခဲ့ပြီးပြန်လာတဲ့မန်ဂျူးဟာကုံလူနီးပါးဖြစ်နေပြီဖြစ်တဲ့သူမရဲ့အိမ်လေးမီးလောင်နေတာကိုမြင်လိုက်ရပြီးထိတ်လန့်တကြားအော်ဟစ်ငိုကြွေးနေတာကိုရွာသားတယောက်ကမြင်ပြီးအားလုံးကိုအော်ပြောလိုက်တဲ့အခါမှာတော့ဒေါသထွက်နေကြတဲ့ရွာသူရွာသားတွေကလည်းသူမကိုအားလုံးကခဲတွေနဲ့ပြစ်ပေါက်လိုက်ကြတော့တာပေါ့သူမလည်းမပြေးနိုင်ပဲအရန်နာကျင်ပြီးငိုနေတဲ့အချိန်ကပတိန်ဟယ်ရီရောက်လာပြီးတော့လီဘောထောင်တနက်တစ်ချက်ဖောက်လိုက်ပါတယ်တနက်တန်ကြားလိုက်ရတော့ရွာသူရွာသားတွေလည်းလူစုခွဲသားခဲ့ကြပါတယ်အဲဒီနောက်ကပတိန်ဟယ်ရီဟာမန်ဂျူးကိုပွတ်ချပြီးရွာသားတွေအရှိမပဲသူ့ရဲ့ဘန်ဂလိုစီကိုခေါ်သွားခဲ့ပါတယ်ကပတိန်ဟယ်ရီဟာသူ့အခန်းထဲလေးရောက်တော့သူမကိုထားခဲ့ပြီးပြောလိုက်ပါတယ်မန်ဂျူးရေမင်းအတွက်ငါစားစရာတွေတွားယူလိုက်အောင်မယ်မင်းဒီမှာပဲအနားယူပြီးငါ့ကိုစောင့်နေသူမလည်းကြောက်လန့်နေတာနဲ့စကားပြန်မပြောနိုင်ပဲခေါင်းကိုသားအသာလေးငိမ့်ပြလိုက်ပြီးသူ့စကားကိုလက်ခံလိုက်ပါတယ်ဒါပြီးနဲ့ကပတိန်ဟယ်ရီဟာအခန်းပြင်ရောက်တာနဲ့သူမကိုအခန်းတော့ခတ်လိုက်ပါတော့တယ်တနာစရာမန်ဂျူးကတော့အခုသူမနောက်ထပ်ဒုက္ခအကြီးအကျယ်ထပ်တွေ့နေရပြီဆိုတာကိုမသိရှာခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲအခန်းပြင်ဘက်ကနေလှုပ်လှုပ်ရှားရှားအတန်းကိုကြားလိုက်ရတော့ရွာသူရွာသားတွေသူမကိုတတ်ဖို့ဒီထိလိုက်လာတယ်လို့ထင်ပြီးသူမကြောက်လန့်တကြားပုံဖို့နေရရှာနေလိုက်ပါလေဒါပေမဲ့ရုတ်တရက်ဆိုသူချာမန်ကိုတွေးလိုက်ရပါတယ်အမှန်တော့ချာမန်ဟာသူမကိုကဲဖို့ရောက်လာခဲ့တာပဲဖြစ်ပါတယ်မန်ဂျူးလာဒီကနေငါတို့အမြန်ဆုံးထွက်ပါကြရအောင်ဒီမှာရှိနေတာကလုံးဝမလုံခြုံဘူးအန်နီရဲ့ရင်းများတယ်မဟုတ်ပါဘူးကပတိန်ဟယ်ရီကိုယ်တိုင်ကျမကိုရွာသူရွာသားတွေစီကနေကဲထုတ်ပေးခဲ့တာပါဒီမှာအန်နီရဲ့မရှိဘူးလုံခြုံပါတယ်ဒီမေမင်းကငါ့လောင်ကပတိန်ဟယ်ရီအကြောင်းစုံကိုသိချာမသိသေးပါဘူးကွာအခုပင်မင်းငါနဲ့လိုက်ခဲ့ပါမင်းကငါလာခဲ့တာငါ့ကိုယုံနေမလားကျမရှင့်ကိုယုံပါတယ်အဲ့ဒါနဲ့ချာမန်လေးသူမလက်ကိုကင်ပြီးတရင်ပေါက်ကနေခုံစင်ထွက်ပြေးသွားခဲ့ကြပါတယ်အဲ့ဒီလိုနဲ့သူတို့ပြီးလာရင်ဖះเจ้าသားရောက်လာခဲ့ကြတော့မန်ဂျူလည်းတိကျင်စောနဲ့မေးလိုက်ပါတယ်ခဏလေးအခုကိစ္စကျမကိုအမှန်တိုင်းပြပြပါမဟုတ်ရင်ကျမရှင်းနဲ့ဆက်မလိုက်နိုင်ဘူးအော်မင်းကအမှန်တရားကိုသိချင်နေရလားကောင်းပြီလေအဲ့ဒါဆိုလေငါပြပြမယ်
တကယ်တော့ကပတင်ဟဲလီဟာသာမန်လူမဟုတ်ဘူးသူကလူသွေးတောက်ပြီးလူသားစားတဲ့မိစ္ဆာတကောင်ပဲကွာအခုတလောရွာထဲမှာဖြစ်နေတဲ့လူတွေတည်နေတာကလည်းအဲ့ဒီမိစ္ဆာကြီးရဲ့လက်ချက်ပဲအဲ့ဒီချင်းကပတင်ဟဲလီဟာချွန်ထက်နေတဲ့ဓာတ်တစ်ခုယူလာပြီးသူမကိုထားခဲ့တဲ့အခန်းထဲကိုဝင်သွားလိုက်တဲ့အခါမှာတော့ခန်းထဲမှာသူမကိုမတွေ့တော့တာကြောင့်သူလည်းဒေါသထွက်ပြီးကြောက်စရာကောင်းအောင်အော်ဟစ်လိုက်တဲ့အခါမှာလက်သေးတွေကရှည်ထွက်လာပြီးသူ့ရဲ့ပုံစံအစစ်မဲ့မိစ္ဆာကြီးအဖြစ်ရုပ်တရက်ပြောင်းလဲသွားခဲ့ပါတော့တယ်။အဲ့ဒီချင်းဒီအခန်းထဲမှာမန်ကျူးအပြင်တယောက်ယောက်ရှိနေခဲ့တာဆိုတာကိုပါငါအနက်ရနေတာပါလားဆိုပြီးသူတခုခုကိုတန်တရားဝင်နေခဲ့ပါတယ်။ငါရဲ့သားကောင်ကိုလူယူသွားတဲ့သူဘသူပဲဖြစ်ဖြစ်ငါလက်ထဲကနေပြေးမလွတ်စေရဘူးကွာ။အဲ့ဒီလိုပြောပြရတဲ့ကပတင်ဟဲလီဟာတရင်ပေါက်ကနေခုံဆင်းသွားတဲ့မန်ကျူးရဲ့နောက်ကိုအနက်ခံပြီးလိုက်ပါတော့တယ်။ဒါဆိုရွာထဲကလူတွေကိုကပတင်ကသူ့ဘာသူတက်ပစ်ပြီးကျမတို့သားအဖတက်တယ်ထင်အောင်ကောလာဟာရတွေလွင့်ပြီးအထင်လွဲအောင်လုပ်ခဲ့တာပေါ့။အဲ့ဒါကြောင့်ရွာသူရွာသားတွေကတကယ်ကျမတို့သားအဖလုပ်တယ်ထင်ပြီးကျမတို့အိမ်ကိုမိရှို့လိုက်ကြတာပါလား။ဒီလိုဆိုကျမအခုဘာဆက်လုပ်တင်လဲ။စိတ်မပူပါနဲ့ဒီကနေအမြင်ဆုံးထွက်သွားဖို့ရင်းလဲစီစဉ်ပြီးပြီ။ငါတို့အဝီးတနေရာကိုထွက်သွားကြပြီးသာဝရအတူနေသွားကြရအောင်လေ။ဒါဆိုကိုတို့ကိုဘသူကမှချာမန်စကားမဆုံးခင်မှာပဲကပတင်ဟဲလီကချာမန်ကိုရှင်နေရတဲ့လက်သေးကြီးတွေနဲ့အနောက်ကနေလှေပင်းကိုညှစ်တက်လိုက်ပါတော့တယ်။မိစာကြီးရဲ့လက်ချက်ကြောင့်ပဲချာမန်လည်းတည်ဆုံးသွားခဲ့ပြီ။သူရဲ့ချစ်ချင်းမြတ်တာဟာလည်းဒီကဘာကနေအပီးအပိုင်းသာဝရထွက်ခွာသွားခဲ့ရပါပြီ။အော်ချာမန်မင်းငါအပေါ်ကိုတစ္ဆာစောင့်သိပြီးမှအခုလိုတစ္ဆာဖောက်ရသလားကွာ။ဒါရင်ဘေကမယ်မင်းကငါမျက်စိကျနေတဲ့ကားကောင်ကိုမှချစ်မိသွားပြီးတစ္ဆာဖောက်တော့ငါဘယ်လိုလုပ်ခွင့်လွတ်နိုင်မလဲကွာမင်းအတွက်ကတော့အရန်စိန်၎င်းဖြစ်မိုံကလွဲပြီးဘာမှမတက်နိုင်ဘူးအဲ့ဟာတွေကိုမြင်လိုက်ရတော့မန်ကျူလေးကြောင်းလန့်တကြားသူမယုံကြည်ရကိုစူတောင်းနေလိုက်မိပါတယ်အရှင်ကျမကိုဒီမိစ္ဆာကြီးလက်ထဲကနေလူများကာကွယ်ပြီးပါကျမအသက်ကိုကယ်တင်ပေးပါဟဲ့မင်းရဲ့အသက်အတွက်ကယ်တင်ပေးဖို့စူတောင်းနေတာလားမင်းကငါ့လိုမိစ္ဆာကြီးလက်ထဲကနေလွတ်မြောက်ဖို့စူတောင်းနေတာလားစိတ်ကူးရင်မနေစမ်းပါနဲ့ပြီးတော့အဲ့ဒီလောက်နဲ့မကြောက်ပါနဲ့စူတောင်းမနေနဲ့ဘယ်တော့မှလွတ်မြောက်မှာမဟုတ်ဘူးသိလားအဲ့ဒီလိုပြောပြီးမိစ္ဆာကြီးဟာသူမအနာတဖြည်းဖြည်းချင်းရှောက်လာခဲ့ပါတယ်သူမလည်းကြောက်လန့်ပြီးတလန်းချင်းနောက်ဆုတ်နေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမိစ္ဆာကြီးဟာသူမကိုဖမ်းဆုပ်ကိုင်းလိုက်ပြီးသူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုအနံ့ခံလိုက်ပါတော့တယ်သူမလည်းကိုရာမဲ့ကြောက်လန့်တကြအော်ဟစ်ငိုကြွေးပါတော့တယ်အဲ့ဒီအချိန်ရုတ်တရက်မထင်မှတ်ထားတဲ့ထူးဆန်းအံ့ဩဖွယ်ဖြစ်ရတစ်ခုဖြစ်ပေါ်လာခဲ့ပါတော့တယ်သူမအော်ဟစ်ငိုနေတာမြင်ရတော့သူမကိုးခွေတဲ့ရုပ်ထုကနေတောက်ဖတဲ့အလင်းနှန်းတစ်စုံထပေါ်လာပြီးအဲ့ဒီအလင်းနှန်းဟာသူမရဲ့ကိုယ်ပေါ်အတက်ကိုကြားရောက်လာခဲ့ပြီးရဲ့နောက်သူမကိုချက်ချင်းဆိုသလိုစွမ်းအားရှိတဲ့ကြားကြီးတစ်ကောင်ဖြစ်သူပြောင်းလဲပြေးခဲ့ပါတော့တယ်မိစ္ဆာကြီးလေးသူရှိကကြားကြီးကိုမြင်လိုက်ရတော့သူမတိုက်ခိုက်နိုင်ဘူးဆိုတာကိုသိပြီးစိုးရင်စိမ့်နဲ့နောက်ဆုတ်သွားခဲ့ပါတော့တယ်ဒါပေမဲ့ကြားကြီးကမိစ္ဆာကြီးအပေါ်ကိုချက်ချင်းခုံအုပ်တိုက်ခိုက်လိုက်တာကြောင့်ခဏအတွင်းမှာပဲမိစ္ဆာကြီးဟာတေလူမျိုးပါဖြစ်သွားခဲ့ပါတယ်အဲ့ဒီနောက်ကြားကြီးဟာတာမန်လူတွေထက်ပိုထူကြပြီးအရင်အမောင်းမြင်မာတဲ့ဆုံးမကြီးပုံစံချက်ချင်းဆိုသလိုပဲထပ်မံပြောင်းလဲသွားခဲ့ပြန်ပါတယ်ဆုံးမကြီးဟာမိစ္ဆာကြီးကိုတစ်ချက်ထင်းနဲ့လေပင်ကနေကင်ပြီးလေပေါ်ကိုမြောက်တင်လိုက်ခါသူ့ရဲ့ဦးကောင်းတဲ့ခန္ဓာကိုယ်ကနေတခြားစီဖြစ်သွားအောင်ဖယ်ရှားလိုက်ပြီးထွက်လာတဲ့သွေးတွေကိုအားရပါရတောက်လိုက်ပါတော့တယ်အဲ့ဒီလိုနဲ့မိစ္ဆာကြီးတဲ့ဘဝနီကုန်းချုပ်သွားပါတော့တယ်အဲ့ဒီအချိန်ကစားလို့သူမတို့ရဲ့ရွာလေးဟာအခုအချိန်ထိကြောက်စရာကောင်းတဲ့လူသားစားမိစ္ဆာများရဲ့လက်ထဲမှာလွတ်မြောက်သွားခဲ့ပြီဖြစ်ပါတယ်နောက်တစ်နေ့တွင်ရွာသားတွေဖျားเจ้าကိုရောက်တဲ့အခါချာမန်နဲ့ကပတင်ဟယ်ရီတို့တည်နေတဲ့အလောင်းတွေကိုတွေ့ခဲ့ကြပါတယ်အဲ့ဒီနောက်ရဲတွေလာရောက်စုံစမ်းကြတဲ့အခါမှာတော့နာမည်တချို့ရေးထားတဲ့စာရဆောင်ကိုတွေ့ရပြီးရဲ့နောက်အကြောင်းစုံကိုသိရှိခဲ့ကြပါတယ်အဲ့ဒီအဖြစ်ဖြစ်ပြီးရဲ့နောက်မှာတော့မန်ကျူးတို့ရွာကလေးမှာဘယ်ယောက်ျားကလေးကမှမိန်းကလေးတွေကိုစော်ကားတဲ့အပြုအမူမျိုးမပြောနဲ့မကောင်းတဲ့မျက်လုံးဖြင့်တောင်ကြီးခွင့်မရှိတော့သလိုပြောဆိုခွင့်လည်းမရှိပါဘူးအကယ်၍
တယောက်ယောက်ကပြုတ်မှုလုပ်ခဲ့နေဆိုရင်တောင်စိတ်ချောက်ချစရာညာရဲ့အမောင်ကြီးမောင်အပြေးပေးဖို့တာဝန်ကစိုးမမန်းသူရဲ့တာဝန်သားဖြစ်ပါတော့တယ် ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကိုကြိုက်နေတတ်မှတ်ချင်ပါတယ်နောက်နေ့ဒီမှာလေကြောက်စရာကောင်းတဲ့ရင်ဖိုးတဲ့တဲ့ရင်ဖိုးဇာတ်လမ်းတွေကိုဆက်လက်တင်ဆက်ပြသပေးသွားမှာဖြစ်လို့ပရိသတ်တွေကကျမတို့ channel လေးကို like and subscribe လေးလုပ်ထားပေးပါနော်အဆုံးထိကြည့်ပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်